မိမိကိုမိမိအဝလုံနေလားဘလို့စမ်းစစ်ရမလဲဆိုတာလေးကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ကိုလေးပါအစီထားဖို့ကြိုးစားနေတဲ့သူတွေကို online မှာရောအပြင်မှာပါကူညီနည်းပြပေးနေတဲ့ Fat Loss Guide တယောက်ဖြစ်ပါတယ်ဗျအရင်ဆုံးပေဂျိုလေးတစ်ချောင်းကိုယူလိုက်ပါမယ်ဗျမိမိရဲ့ဘိုက်ကိုပေဂျိုနဲ့တိုင်းကြည့်ရမှာဖြစ်ပါတယ်တကယ်လို့အမျိုးသားတွေမှာဆိုရင်ဘိုက်ကလက်မ40စင်တီမီတာနဲ့ဆို102စင်တီမီတာအမျိုးသမီးတွေမှာဆိုရင်35လက်မစင်တီမီတာနဲ့ဆို88စင်တီမီတာနဲ့အထက်မှာရှိနေပြီဆိုရင်တော့မိတ်ဆွေကအဝလုံစင်းဝင်နေပါပြီဗျဒါဆိုဘိုင်းမပူပဲတင်မကြီးနေတဲ့သူပေါင်နေတုံနေခြေလုံးရင်တုံနေသူတွေကအဝလုံတာမဟုတ်ဘူးလားတော့ကျွန်တော်မေးကောင်းမေးနိုင်ပါလိမ့်မယ်ဗျဘိုင်းမှာအစီဆူရခြင်းကိုဘာလို့ဦးစားပြီးပြောတာလဲဆိုရင်အမှတ်နှစ်စီးရိုယောဂါတို့နှလုံးယောဂါတို့စတဲ့ယောဂါဆိုတွေကဘိုင်းမှာအစီဆူခြင်းနဲ့ဆက်ဆက်နေတာကိုလည်းတွေ့ရပါတယ်ကျမ်းမာရေးအတွက်ဆိုးကျိုးတွေများစွာတက်ရောက်စေနိုင်တာမို့ကျွန်တော်ကဘိုင်းမှာအစီဆူတာလေးကိုဦးစားပြီးပြောခြင်းဖြစ်ပါတယ်ဗျတကယ်လို့မိတ်ဆွေရဲ့ဘိုင်းအတိုင်းတာခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းတာလေးနဲ့တူနေတဲ့ဒါမှမဟုတ်အတိုင်းတာတွေကြော်လွန်နေပြီဆိုရင်တော့မိတ်ဆွေအစီချဖို့လိုအပ်နေပါပြီဗျဒီချိန်ကန်တွေကိုစနစ်တကျပြုလုပ်ရမယ်အစားအသောက်တွေကိုလည်းစနစ်တကျဂရုစိုက်ရမယ်အိတ်ချိန်တွေကိုလည်းတရားလေးစနစ်တကျဂရုစိုက်ရမယ်စိတ်ဖိစီးမှုတွေတတ်နိုင်တယ်မှာလေးရှော့ချနိုင်ဖို့ကြိုးစားရမယ်စတဲ့အချက်တွေကိုတရားလေးစနစ်တကျပြင်ဆင်ပြီးတော့ကျန်းမာပြီး fit ဖြစ်တဲ့ခန္ဓာကိုယ်လေးရအောင်ကြိုးစားပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အဆင်ပြေမယ်ကြိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်